ဒီပါနဘာကိုမိကွန်မေးလာလေနောက်တော့မှဒီပါနဘာရဲ့စက်ကချင်းကိုလည်းဆက်ပြီးတော့မှပြန်လေးလို့ဆိုချင်ပါတယ်။ကြာခင်ဒီပါများကတာဝန်များကိုပြုစုပြုထောင်ရန်အဓိကတာဝန်များကိုပေါ်ပြတော့မှတာဝန်ပေးရထားပါတယ်။ခရိယာစက်ကခင်စက်ကတက်ရှင်စီပြီးဘုရားရဲ့တာဝန်များကလည်းအမှုတော်လုပ်ငန်းများကပြင်ဆင်ကြရန်ကိုယ်တည်ပေးခြင်းစုတော်ပေးခြင်းနဲ့လက်တွေ့ကိုပေးခြင်းဖြင့်အတင်းတော်နဲ့မိခါရဖွဲ့အောင်လုပ်ဆောင်ပေးနေနောက်ကလေးအတွက်ကြီးစွာချီးမွမ်းခြင်းကလေးနဲ့မိဘများနဲ့အတင်းတော်ကိုယ်လုံးအတူတူပါဝင်လုပ်ဆောင်ရဲ့ပုံမှန်ဝတ်ပြုစီဝေးတိုင်းမှာဒါနိုင်ကျုံပါဝင်ပါလေလို့မိဘပါဝန်ခံတာဝန်ပါမလားသူကြီးသူစွာအပြင်တော်မိသားစုများပြည်သူပြည်သားများမိဘများအားလုံးကိုလေးချင်ပါလေအတင်းတော်အစ်စ်အတင်းတော်နေနေလေအချင်းချင်းထိုင်းရစရာဝင်တို့ကိုကိုယ်ကြီးထိုင်းကြတယ်ခရစ်တော်ရဲ့ပြည့်ရဲ့အတိုင်းမိသားစုအားဆုတောင်းပေးခြင်းဖြင့်၎င်းလက်တွေ့ကိုယ်ကြီးပေးခြင်းအားဖြင့်၎င်းကိုယ်ကြီးကြပါမယ်လို့လက်ပါတွေအားလုံးကြည်ပြုပါကြလားကြည်ပြုပါမယ်ဆိုရင်ကျေးဇူးတွေအားလုံးအပ်တတ်ကြပါပါဒီကဆုတောင်းကြရအောင်ယနေ့ဒီမှာနားလို့လေဒီကားလေးကိုအတိတော်နာခေါ်ဆောင်လာတဲ့ခင်ဗျတော်တဲ့တော်ထင်ရှားစီကပိပါမှာခေါ်ဆောင်လာတဲ့ကျေးဇူးယနေ့ဒီကားလေးကိုဒီမှာကိုစိတ်ပိတ်မှာတော့ခေါ်ဆောင်လာတဲ့အခါမှာဘုရားပိတ်ဆွေးရဲ့ကောင်းချီးပေးတော်မှာဟန်စီတော်ဘုရားရှင်အတိတော်မိသားစုများတွေတဲ့အလုံးဝတ်တော်နေတဲ့ဒီကျေးဇူးတော်ချီးမွမ်းကြပါဘုရားရှင်ဤကားကိုဆက်လက်ပြီးကျမ်းမှာခက်ခဲစေတဲ့လူလူရှိတဲ့ကောင်းကပရိုရှင်ရဲ့ကြီးထွားရင်ကစေတဲ့အလူတော်တိုင်းကြီးထွားလို့ဆိုရကိုကောင်းမှုပြီးတော့ပါဒီသူဒီသားများနေပြီးကိုခါတိပြည့်တဲ့တိုင်းဒီတော်မိသားစုအားလုံးကလည်းဒီကားရဲ့ကြီးထွားမှု၌ဆက်လက်ပါဝင်တဲ့ကောင်းမှုရဲ့ကိုကြီးရဲ့အမှုကြမယ်သူတည်းသူဒီတိုင်းဒီကားပေါ်မှာအစဉ်တိုင်းကြီးထွားပြီးတော့ပါကိုရောကောင်းကြည့်ပြီးတော့ယနေ့အရောက်တိုင်းရဲ့စက်ကချင်းပေးလို့ချင်းအရာအားလုံးကိုပေါ်၌ကိုရောကောင်းကြည့်ပြီးတော့နမရအပြင်လို့ဒီဆောင်ရင်ကိုရောကစက်ကကြပါလိမ့်ပါဗျာအာမင်ပြိတ္တများခိုင်နေပါလေတာလီတော်ခဏယာသင်္ကေတဒီနေ့ညလုံးဒီလေရာဒီရဲ့ဓမ္မကျမ်းစာဖတ်လို့တော့ဓမ္မကျမ်းစာဖတ်ကြတော့ရဲ့စင်များရှိပါစီဒီနေ့ပတ်သက်တဲ့ခေါရရဲ့လောကပတ်တော်ကိုဝတ်ကြတော့အဆောင်များရှိပါစီဒီနေ့လက်ဆောင်လေးတရားဒီလက်ဆောင်လေးတွေခေါရဖျားတဲ့အမှုရဆောင်တော့လက်ဆောင်လေးများရှိပါစီဒီနေ့ချင်းလက်ဆောင်လို့ဒီလေခေါရဖျားအမှုတော်ပြည့်ွယ်စက်ကချီလာတော့ချီတဲ့ရအောင်ဖြစ်ပါစေ။ဘောပါနေရရှိပြီးတာလီတော်ခန့်ရဲ့ပေါ်၌တေကောင်းခြင်းနဲ့လာလို့များဘာလို့သုံးတော့ရဲ့ထာဝရဘုရားရဲ့မျက်နှာတော်လေးဒီရဲ့အသက်ကတခြားလုံး၌ရင်းချပါစေ။အာမင်။အာမင်ပါဒီမှာတာလီတို့ခန့်တရားသုံးပတ်ရှိပါပြီဒီနေ့အေဂျင်စီအတင်းတော်မှာ120ခေါ်တယ်120 127ရောက်တော့အေဂျင်စီmember အထောက်ပေါ်လက်လာ